တန်းစင်းစုံရုံအားကောင်းနေတဲ့ဝက်ဆန်ကိုဘုံမောင်နိုင်ပါမလားရန်စပေါ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအောင်မြင့်ရတဲ့အောင်ပွဲကြိုတုံသက်ချက်အစီအစဉ်နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စနေညပရီးမီးယားလိပွဲစဉ်တွေထဲကဝက်ဆန်နဲ့ဘုံမောင်တင်တို့ရဲ့ပွဲစဉ်ကိုတုံသက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဝက်ဆန်ကကစားသမားအသစ်တွေခေါ်ယူပြီးနောက်မှာပုံစံကောင်းပြန်ရနေပါတယ်ပြိုင်ပွဲစုံနောက်ဆုံး9ပွဲမှာချက်စီကိုနောက်ကျကိုနဲ့အရေးနှိမ့်ထားခဲ့ပြီးတော့ကြံ6ပွဲစလုံးတရီနဲ့အနိုင်ကစားထားနိုင်တာတော့တကယ်ကိုအားရစရာပါပဲခင်ဗျာအစင်းစခွန်ကနော်တင်ဟန်နဲ့3မှတ်တာကွာဟာတော့မလို့တန်းစင်းစုံကနေရုံထွက်ဖို့ဒီပွဲမှာအစွမ်းကုန်စူးစမ်းလာမှာပါဘုံမောက်ကလည်း2026ခုနှစ်မှာအာဆင်နယ်ကိုရှုံးပြီးကြတဲ့ပြိုင်ပွဲစုံနောက်ဆုံး9ပွဲဆက်ရလက်ကောင်းထားပါတယ်အဆင့်9နေရအထိတက်လန်ထားနိုင်ပြီးတော့ဥရောပဝင်ခွင့်တနေရာစာအတွက်မျှော်လင့်လို့ရနိုင်တဲ့အခြေအနေပါပဲပွဲထဲနဲ့အားများတဲ့ညီကိုတွေအတွက်နောက်ထပ်အကြိုက်တစ်ပွဲရွေးချယ်မှုကို AN Sport ရဲ့ Telegram Channel မှာတည်တံ့တင်ဆက်ပေးထားပါတယ် Channel ကို join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်ဒီနေ့တင်ထိတ်တိုက်တွေ့ဆုံနောက်ဆုံး9ပွဲဆက်မှာ West Ham တို့ဘုံမောက်ကိုအရေးနှိမ်ထားခြင်းမရှိပါဘူး West Ham ကဒီပွဲပြီးရင် Liverpool စတဲ့အသင်းကြီးတွေနဲ့ပွဲချက်တွေတောက်လျှောက်ကစားရမှာမို့တန်းစင်းစုံကနေရုံထွက်နိုင်ဖို့ဆိုအခုလိုအိမ်ကွင်းပွဲမှာမဖြစ်မနေအနိုင်သုံးမဲ့ရှာဖွေထားဖို့လိုအပ်ပါတယ်တစ်ဖက်ကဘုံမောက်ကလည်းခြေစွမ်းတက်နေတာမှန်ပေမဲ့အစင်လာပိုင်းမှာအားတာတယ်လို့တန်းစင်းစုံကနေရုံထွက်ဖို့အားကုန်ကြိုးစားလာမဲ့ West Ham ကိုပဲပိုအကြိုက်တွေးမိတာကြောင့်စနေညအောင်မြင့်ရတဲ့အောင်ပွဲအဖြစ် West Ham body ကိုပဲရွေးချယ်ပေးခဲ့ချင်ပါတယ်ညီကိုတွေအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာ